Oh just joking okay anyway ဒီနေ့ကတော့Theophilus ကမနစ်ကလုံးဝမကပဲနဲ့မတ်တရက်ကြီးစင်ပေါ်မှာနေခဲ့ပါတယ်အဲ့အတွက်သူ့ကိုပြောထားတာကဒီနှစ်လုံးဝသူ graduation မသွားပါဘူးသူမကရင်အဲ့လိုပြောထားတဲ့အတွက်သူအပေကုန်ကနေအခုအရန်နေကအိမ်မှာဆိုတော့ကပြတိတာဆိုပြတော့အကုန်လုံးနေရအဲ့တော့အခုသူဒီလာမဲ့သတင်းချုပ်ကပွဲကြောင်ရင်းနဲ့သူကမယ်တဲ့အဲ့တော့ကျမကသူ့ကိုအင်ဂျီဝတ်စုံဝယ်ပေးရမယ်တဲ့ဆိုတော့အဲ့ဒါအခုဒီနေ့သူ့ကိုခေါ်ပြီးတော့သွားဝယ်မှာဖြစ်ပါတယ်လိုက်ကြည့်ပေးအောင်နော်ကျောင်းလာကြွားဘူးလေမမလားပါပါလား弟弟အော်ဒီဒီလား okay okay 拜拜了拜拜ဒီတော့ကျောင်းမှာပဲနေမလားအိမ်ပြန်မလားအိမ်ပြန်ကျင်လားကျောင်းမှာမနေဘူးလားပပရှိတယ်爸爸အနောက်လည်းရှောက်လမ်းရှောက်ပြပါမမလမ်းရှောက်ပြပါအနောက်ဆိုအိုလေးရှာလေးအိုလေးချိုးလိုက်တာ okay